အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ UFC 326ကိုအချို prediction လေးလုပ်လိုက်ကြရအောင်မင်္ဂလာပါ UFC 326ကတော့ Max Holloway နဲ့ Charles Oliveira တို့ပွဲက main event အနေနဲ့ထိုးသက်မှာဖြစ်ပြီးတော့ Kyle Borrella နဲ့ Ryan Divider ကတော့ကို main event ပွဲအနေနဲ့ထိုးသက်ကြမှာဖြစ်ပါတယ်အရင်ဆုံး Kyle Borrella နဲ့ Ryan Divider တို့ရဲ့ပွဲကိုအရင်ဆုံးသုံးသပ်လိုက်ကြရအောင်ဒီပွဲကနှစ်ယောက်လုံးတက်အရင်အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ် middleweight တန်းပွဲစဉ်အနေနဲ့ထိုးသက်မှာဖြစ်ပြီးတော့နှစ်ဦးစလုံးကသူတို့ရဲ့နောက်ဆုံးပွဲတွေမှာအတီးတီးရှုံးနေခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲသာထပ်ရှုံးနေခဲ့ရင်နှစ်ပွဲဆက်ရှုံးနေမှုနဲ့ကြုံတွေ့ရမှာဖြစ်ပြီးတော့တိုက်တယ်ရှုံးနေလည်းအလန်းဝေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်စိတ်တက်ပါဆိုင်ရာအလုံးထိခိုက်သွားမှာဖြစ်ပါတယ်ရှုံးနေတဲ့သူကတော့ပေါ့နော်ပြီးတော့နှစ်ယောက်လုံးကလည်းအသက်အရွယ်ရလူငယ်ပိုင်းတွေမဖြစ်တော့တဲ့အတွက်ကြောင့်ဒီတိုက်တယ်ရှုံးတော့ပြန်လဲကြိုးစားပိုင်တဲ့အခွင့်အရေးရလဲအခွင့်အရေးနည်းနည်းနည်းသွားတယ်ပေါ့ဗျာလူငယ် fighter နဲ့ရှင်တော့ဒါကြောင့်ဒီပွဲနှစ်ယောက်လုံးတက်အရေးပါတယ်ပြီးတော့သူတို့ရဲ့ဒီ middleweight တန်း champion Khamzat ကလည်း light heavyweight တန်းကိုတက်ဖို့ကရာခိုင်နှုန်းအများများနေတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကနှစ်ယောက်လုံးအတွက်နိုင်တဲ့သူကတိုက်တဲ့ short နဲ့လက်တကန်းတို့ရောက်သွားစေနိုင်တဲ့အခြေအနေကိုရောက်ရှိနေတော့ဗျာဒါရှိတိုက်တဲ့ short ကလည်းဒီ Sean Strickland တို့ရှိတယ် Imma Volk တို့ရှိတယ်ဆိုတော့သူတို့ကလည်းလူတွေပဲရှိရဆိုတော့သူတို့အတွက်ကလည်းနိုင်တဲ့သူကအခွင့်အရေးကောင်းရရှိမှာဖြစ်ပြီးတော့ရှုံးတဲ့သူကလည်းဒီအခွင့်အရေးနဲ့ဝေရဲ့တနေရာရောက်ရှိအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကနှစ်ယောက်လုံးအတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်တူဦးချင်းစီအကြောင်းကိုပြောပြရရင်တော့ Ryan Divider ကတော့မြန်မာပြည်သက်တင်နေလည်းလုံးဝမစိမ်ဘူးကျွန်တော်အောင်လားနေလည်းအချိန်ချင်းထိုးသက်ခဲ့တဲ့သူ့ရဲ့အားသာချက်ကတော့ဒီ grappling ပေါ့နော်သူကတော့ grappler စစ်နောက်ပိုင်းမှာ striking မှာသူတွဲပြီးတော့တိုးတက်လာဆိုပေမဲ့လည်းstriking ကအဲ့လောက်ကြီးသူ level တခုမှမရှိသေးဘူးသူ့ရဲ့အဓိကလက်နက်က grappling ဖြစ်နေတော့မယ်သူ့ရဲ့ထိုးသက်ပုံကလည်းရိုးရှင်းတယ်သူ့ရဲ့ခြေလက်တက်ရှည်တွေကိုအသုံးပြုပြီးတော့သူ့ရဲ့ဒီ striking မှာသူဒူးကိုအဓိကသုံးတယ်ဒီခြေလက်တက်တွေနဲ့သူ pressure ပေးတယ်ဒီ front kick တွေပါလုပ်တယ်ဒီလောက်ပဲပေါ့ striking ကကျန်တာကတော့သူကမရမကသူဝင်လုံးတယ်တိတ်တောင်းလုပ်တယ်submission ကိုမရမကသွားတယ်အဲ့လိုမသွားနိုင်မယ်နဲ့တစ်ဖက်လူကသူ့တိတ်တောင်းကောင်းကောင်းပြန် defense လုပ်နိုင်တယ် striking နဲ့တနေ့ဒုက္ခပေးနိုင်ပြီဆိုတာနဲ့သူကအသေးပြောရတဲ့သူတွေမှာပါတယ်ဒါအားလုံးသိကြတဲ့အတိုင်းမာလီခင်ကိုလည်းသူမရှင်နိုင်မှန်းသိတဲ့အချိန်နဲ့စပြီးလုံးဝလက်ရည်ဒလွယ်အရှုံးပေးတတ်တဲ့စိတ်ရှိတယ်နောက်ဆုံးပွဲ Brandon Allen နဲ့ပွဲမှာဆိုအရန်သိတာတယ်သူ၄ round ထိုးပြီးတဲ့အချိန်မှာသူ့ဘဝမှာ championship 5 round အပြည့်ထိုးဘူးလားဒီအောင်လားနဲ့ second fight တပွဲပဲထင်တယ်ကျွန်တော်ထင်ပါဗျာပြီးတော့အိတ်ပွဲကလည်းအောင်လားကိုပြောမှဆိုအိတ်ပွဲအောင်လားနှိမ့်နေပါဗျာ9 round လုံးနှိမ့်နေသူကပဲ dominate လုပ်ထားတဲ့အတွက်ကြောင့်သူအဲ့လောက်ကြီးတက်လုံကအရန်မကုန်ဘူးရှေ့ပွဲ Brandon Allen နဲ့ကြာသူတင်ကိုတင်ဆိုတော့သူ့ရဲ့တက်လုံကဒီ4 round မှာနေကုန်သွားပြီးတော့လွယ်လွယ်နဲ့အရှုံးပေးလိုက်တယ်ပေါ့ဗျာနည်းနည်းတော့ရုပ်ပေါက်တာပေါ့ဒီ UFC fighter ကအဲ့လိုကတော့ရှားတယ်ရှေ့မှာတွေ့ခဲ့ဘူးလေ BJ Penn နဲ့ GSP နဲ့ဒုတိယချိန်တွေ့ဆုံပွဲမှာ BJ Penn ကအဲ့လိုလုပ်ခဲ့ဘူးအဲ့ပွဲမှာလည်း GSP ကtotally dominate လုပ်လို့ဗျာအဲ့ပွဲကတော့ဒီ Divider ကြတော့အပြန်အလှန်ရှိနေတာလည်းအဲ့လိုကြီးသူလှုပ်လိုက်တာတော့နည်းနည်းတော့စားသွားတာပေါ့ပြောစရာဖြစ်သွားတာပေါ့ဗျာဒါ Divider ရဲ့အားနည်းချက်ကတော့သူအသေးမမာဘူးတစ်ဖက်လူကသူ့ကိုကောင်းကောင်းပြန်တုံ့ပြန်ရင်သူကလွယ်အရှုံးပေးတတ်တယ်သူအားသာချက်ကတော့သူ့ရဲ့ grappling က next level မှာရှိတယ်တကယ်လည်းကောင်းတဲ့ grappling မှာတကယ်ဒီ Khamzat ဒိုးလောက်တော့ရှိမှရှိမယ်ဒါပေမဲ့တာမန်ဘယ်သူမှမဆိုသူ grappling မှာသူကောင်းကောင်းရှင်နိုင်တယ် striking ကတော့အဲ့လောက်ကြီးမဟုတ်အားဆိုရင်ဒီ Kyle Borrella အကြောင်းဆက်ပြောလိုက်ရအောင် Kyle Borrella လည်း grappler ပဲဗျဒါပေမဲ့ तू ကတော့ Brazilian Jiu-Jitsu background ဆိုတဲ့အတွက်ကြောင့်တိတ်တောင်းတွေကတော့အရင်ကြီးကောင်းမှာတော့မဟုတ်ဘူးဒါပေမဲ့ तू ကလုံးဝ submission မှာလည်း submission ဘိုင်းမှာ तू ကလုံးဝ short တွက်လို့မရဘူးတကယ်ထိတ်တန်းအဆင့်မှာရှိရယ်တိတ်တောင်းမှာလည်း तू လွယ်လွယ်နဲ့တိတ်တောင်းလုံနိုင်တဲ့လူစားမျိုးတော့မဟုတ်ဘူး तू ပုံစံကောင်းကောင်းပြန် defense နိုင်တယ်ပြီးရင် तू ကgrappler ဆိုပေမဲ့ grappling နဲ့ striking အရင်မျှတယ်နှစ်ခုလုံးကိုကောင်းကောင်းသူလုပ်နိုင်တယ်ပြီးရင် fighting IQ မြင့်တယ်အဓိကတော့ तू ကဘယ်လိုပြောပွဲတစ်ပွဲကိုထိုးနေပွဲကိုဖတ်ပြီးထိုးရတဲ့သူမျိုးပေါ့ဗျာချိန်ချပြီးအရင်စိတ်ရှိတယ်ပွဲတစ်ပွဲထိုးရတဲ့အချိန်မှာပြိုင်ဘက်ရဲ့ဒီ track တွေကိုလည်းမဝင်သွားတတ်ဘူးပြိုင်ဘက်အားသာချက်တွေကို तू လိုက်ပြောပြီးမဝင်သွားတတ်ဘူး UFC မှာဆို तू ကနောက်ဆုံးပွဲ Imma Volk နဲ့မတိုင်ခင်ဒီပွဲတိုင်းနိုင်တာလားImma Volk ကိုဘာကြောင့်ရှုံးလဲဆိုတာသုံးသပ်ရရင်နော်ပထမတစ်ချက်က तू Imma Volk ကို तू တိတ်တောင်းမလုပ်နိုင်ဘူးအားလုံးကို Imma Volk ကတိတ်တောင်း defense သွားနိုင်တယ်
ပြီးတော့တိတ်တောင်း defend သွားတော့ဗျာသူ striking ရှင်ထိုးတဲ့အချိန်မှာကြောက်အမဘောက striker စစ်စစ်ကြီးဆိုတော့သူ striker ကတော့ level တစ်ခုလေးတော့သွားနိုင်တော့သူအမှတ်နဲ့ရှုံးတယ်ပြီးနောက်ဆုံးတစ်ချက်ကတော့ဒါကျွန်တော်ကြားရတာပေါ့ဗျာတချို့ analyst တွေပြောတဲ့ပုံရကတော့သူကရှေ့အဲ့ပွဲမတိုင်ကမှာဒီ middleweight title fight အတွက်သူကဟို backup fighter အနေနဲ့သူကဟို weight cut လုပ်လိုက်ရတယ် weight ချိန်လိုက်ရတော့ backup fighter ဆိုတော့ဒီဟိုအားလုံးသိကြတဲ့အတိုင်းဟိုထိုးကြတဲ့နှစ်ယောက်ကတယောက်ကနှုတ်ထွက်သွားဖြစ်ဖြစ်တခုခု issue ကြောင့်ဟို health issue ကြောင့်ဖြစ်ဖြစ်တယောက်ကဟိုမတိုးပြစ်တော့ရင် तू ကအစားဝင်ထိုးရမှာဖြစ်တဲ့ကြောင့် तू လည်း weight cut လုပ်ရတယ်အဲ့ပွဲနဲ့ तू weight cut လုပ်ရတယ်အင်မာဘုံနဲ့ထိုးမှာနဲ့ထပ်ပြီး weight cut လုပ်ရတယ်နီးွားအချိန်မှာ double weight cut လို့ဖြစ်သွားတဲ့အချိန်မှာ तू ကဟို energy drain ဖြစ်သွားတယ်လို့လည်းကြားရတယ်ပေါ့ဗျာဟို weight cut တွေခဏခဏလုပ်ရတော့ तू အကောင်းဆုံး performance မရဘူးလို့လည်းကြားရတယ်ဒါကတော့ excuse တွေပဲလားတကယ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့ဒီပွဲကိုတော့ तू အကောင်းဆုံးပြန်ပြင်ဆင်လာမယ်လို့လည်းယုံကြည်ရပါဗျာပြီးတော့အားလုံးသိကြတယ်ကာယံပွဲလားဆိုတော့ fighting nurse ရဲ့ founder fighting nurse ကလည်းဟိုလွန်ခဲ့တဲ့နှစ်လောက်ကဆိုအရန်ကိုနာမည်ကြီးခဲ့တာသူတို့က fighter တွေအကုန်လုံးဟို result တွေကလမ်းပြန်နေတာပဲအခုနောက်ပိုင်းမှာနည်းနည်းလေး performance တွေပြန်ကျလာတော့သူတို့လည်းအကောင်းဆုံးပြန်လာမယ်လို့ထင်တယ်ဒီဘောနော်သူကလည်း founder ဖြစ်တဲ့ကြောင့်အကောင်းဆုံးပြန်လည်းပြင်ဆင်လာမယ်လို့ယုံကြည်တယ်ဒီပွဲကိုကျွန်တော်သုံးသပ်ရင်ဟို Vinyl Dewey တာဗျာအဓိကတော့ तू ကတော့ဒီအားလုံးသိကြတဲ့အတိုင်းတိတ်တောင်းလုပ်ပြီး तू back control ကိုယူမယ်ဒီ back control ကနေပဲ submission နဲ့ပဲဟိုသိမ့်ဖို့သူ့ရဲ့လက်နက်ကဒါပဲလို့ကျွန်တော်ထင်တယ် striking မှာလည်းသွားရှင်လို့မရပါဘူးလဲဆိုတော့ကာဘွေလာတို့က fighting IQ မြင့်တဲ့အတွက်ကြောင့် तू လွယ်နဲ့ striking ဒီ Bonikel တို့ तू နိုင်ခဲ့တယ်လို့သွားလုပ်လို့မရဘူးဗျာ Bonikel က experience အရင်နေသေးတယ်အဲ့ပွဲကိုတချို့တွေ impressive ဖြစ်ပေမဲ့အဲ့တပွဲတွေကိုကြည့်လို့မရဘူးကျွန်တော်ထင်တာဒီပွဲကခိုင်ဘွေလာပဲဟိုဒီ3ကြီးမှာအမှတ်နဲ့စားရမယ်လို့ထင်တယ် decision ကိုမရမကဆွဲခေါ်ပြီးတော့ तू အမှတ်ယူပြီးတော့နိုင်သွားမယ်လို့ကျွန်တော်သုံးသပ်တယ်ဒီပွဲကကဲအဲ့ဆိုနောက်တစ်ပွဲ Max Holloway နဲ့ Charles Oliveira နှစ်ယောက်လုံးကတော့ပြည်သက်တွေနဲ့ Universal Fighter တွေဖြစ်တယ်တယောက်ချင်းစီအကြောင်းပြောရရင်မပြောခင်ပါဘူးသူတို့နှစ်ယောက်ကလွန်ခဲ့တဲ့10နှစ်ကျော်တဲ့တစ်ခေါက်တွေ့ခဲ့ဘူးလေအဲ့ပွဲမှာကြာတော့နှစ်ယောက်လုံးကတက်လူ fighter လေးပဲလူငယ် fighter လေးပဲရှိသေးတယ်အဲ့ပွဲမှာ Charles Oliveira shoulder injury ဖြစ်ပြီးတော့သူအရှုံးပေးလိုက်ရတယ်ခုပြန်တွေ့တာတော့တော်တော်ကြာတော့မှနှစ်ယောက်လုံးကဂျားထဲမှာ champion တွေအသီးသီးလဲဝေတန်းကိုဒီမှာဖြစ်ခဲ့ပြီးသွားပြီအခုသူတို့ legend versus legend အနေနဲ့ပြန်တွေ့ကြတယ်ပွဲပေါ့ဗျာMax Holloway ကြောင့်အရင်ပြောရတော့ Max Holloway က striker ဒါလူတိုင်းကြိုက်ကြတဲ့ပုံစံဒီကဟိုမြန်မာလက်ဝိတ်ပုံစံမျိုးပေါ့ဗျာသူထိုးတဲ့ပုံစံဒီ pressure တွေစလိုက်ပေးတယ်ဟို combo လက်သီးတွေအရန်ကောင်းတယ်ပြီးရင် cardio မှာအရန်ကောင်းတယ် Max Holloway ရဲ့ cardio ကဟို run စီ UFC မှာ run စီတိုင်းတော်3လောက်ထဲမှာပါဟုတ်ပါတယ် Max Holloway cardio ကတကယ်အရန်ကောင်းတယ်မာကုံအရန်မြင့်တယ် Ilia Topuria နဲ့ပွဲမတိုင်ခင်ဒီ तू ကလုံးဝ knock out မခံဘူး knock down လုံးဝမခံဘူး तू ထိုးခဲ့တာเนาะတကယ် pure striker တွေအများကြီးနဲ့ထိုးခဲ့ဘူး Conor McGregor Justin Poirier နဲ့Justin Poirier နဲ့3កောက်ထိုးတယ် Justin Gaethje နဲ့ထိုးတယ် Volkanovski နဲ့3កောက်ထိုးတယ်လုံးဝ knock out knock down မဖြစ်ခဲ့ဘူးဒီ Ilia Topuria ကတော့ဗျာဒါ next level striker ဖြစ်တော့တဲ့ကြောင့်အကုန်လုံးကတော့ခံရမှာပဲ Ilia Topuria နဲ့တွေ့ရင်တော့နားမဆန်းဘူးအဲ့ပွဲကိုချွင်းချက်အနေနဲ့ထားလိုက်ရင် Max Holloway ရဲ့ဒီမာကွန်ကလည်း level တစ်ဆင့်မှရှိတယ်ကာဒီယိုကလည်း level တစ်ဆင့်မှရှိတယ်သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ knockout power မရှိသူကဒီ power သမားမဟုတ်ဘူးဒါတော့သိတာပေါ့နော်သူ knockout နဲ့နိုင်တဲ့ပွဲဆိုတော့မရှိသလောက်ပဲသူကတစ်ဖက်လူကိုခြွေထိုးတဲ့ပုံစံမျိုးသူက combo နဲ့စလိုက်ခြွေထိုးတစ်ဖက်သူကကွဲပြေးမယ်ဖြည်းဖြည်းချင်းဒီခြွေထိုးနဲ့တစ်ဖက်လူကလုံးဝမဟန်နိုင်ပဲရှုံးသွားတဲ့ပုံစံမျိုးပေါ့ဗျာဒီ ground pound နေနဲ့နိုင်မယ်ဒီထောက်တာ stoppage နေနဲ့လည်းနိုင်မယ်ပေါ့ဗျာအဲ့ဒီပုံစံမျိုး Max Holloway ကကြတော့ Charles Oliveira ကြတော့လုံးဝဒီ UFC မှာဆို submission နိုင်ပွဲအများဆုံး record ချိုးထားတဲ့သူ submission မှာတော့လုံးဝ jiu-jitsu ကဝေပဲ Charles Oliveira ဒါပေမဲ့ तू ကဒီတိတ်တောင်းနဲ့ submission သွားတဲ့သူမျိုးမဟုတ်တိတ်တောင်းဘိုင်းနဲ့အားနေတယ်လို့ပြောလို့ရ तू တိတ်တောင်းဟိုတောင်းတိုင်ရောက defense ကောင်းတဲ့လူဆို तू တိတ်တောင်းမရဘူး तू က submission ကိုဘယ်လိုသွားလဲဆိုတော့ तू က striking ရှင်ထိုးတယ် तू ကမွေထိုင်းသမား striking ရှင်ထိုးတယ်तू ကဒီ striking မှာ तू front kick တွေပေါ့နော်ဒီ front လက်သီးတွေနဲ့ तू ကဒီဟိုစောင့်ထိုးဝင်ရတယ်တစ်ဖက်လူကဟန်ချက်ပြောက်သွားချိန်မှာ तू ကဖြတ်ကနေ back control ယူပြီးတော့ submission နဲ့သွားတာသူ့အကွက်ပေါ့အဲ့အကွက်ကလည်း तू ကတော်တော်အလုပ်ဖြစ်တယ်ပြောလို့ရတော်တော်များများအဲ့အကွက်တွေနဲ့တော်တော်သုံးခဲ့တယ်သူ
သူအဲ့ဒါနဲ့ပဲတော်တော်နိုင်ခဲ့တာပဲပွဲတော်တော်များလဲဆိုတော့ဒါသူ့ရဲ့အားသာချက်သူအားနေချက်ကဘာလဲဆိုတော့ငါကုံပိုင်းအားနေတယ်ပြီးရင် तू က striking ချင်းရှင်ထိုးတဲ့အချိန်မှာ तू ကအမြဲတမ်းဒီဘောနော် gap တွေကိုမလုံဘူးအမြဲတမ်းဖွင့်ထိုးတယ်အဲ့အရာကြီးကသူ့အတွက်အမြဲတိုင်ပတ်စီတယ်ပေါ့ဒါပေမဲ့ဒီပွဲမှာနှစ်ယောက်အတွက်မှာချားဆိုလိုပြရတဲ့ကန်ကောင်းတာမတ်ဆိုလိုပြရမတ်ဆိုလိုပြရနမိတ်တော့ရောကိုမတ်ဆိုလိုပြရနောက်ကပါဝါမရှိတော့ဒီချားဆိုလိုပြရကဘယ်လိုပြောမလဲ तू လွတ်လက်ကျွန်တော်ထင်တော့ striking ဖွင့်ထိုးလို့ရတယ်လို့ထင်တယ်ဟို तू ကြောက်ရတာဗျာ Elia Torreira တို့ Justin Gaethje တို့လိုပါဝါသမားတွေ तू ကြောက်ရအဲ့လိုလူမျိုးတွေ तू ဖွင့်ထိုးတော့ तू လုံးဝမှောက်တယ်အဲ့ Justin Gaethje ကအမားတွေများသွားလို့သာ तू ရှုံးသွား Justin Gaethje style မျိုးကချားဆိုလိုပြီးတော့နိုင်အောင်နိုင်တင်တယ်အဲ့ပွဲမှာ Justin Gaethje ကအမားအရင်အများကြီးဘာလို့မှမသိလို့ရှုံးသွားဒီပထမ10မိနစ်မှာလည်းချားဆိုလိုပြီးကွဲသွားပြီဟို Elia Torreira ဆိုလဲ तू first round မှာနေနိုင်တယ်အဲ့လိုမျိုးပါဝါသမားတွေနဲ့ရှင်ချားဆိုလိုပြီးတော့တိုင်ပတ်တယ်မတ်ဆိုလိုဝေးလို့လို့ဒီပါဝါမကောင်းတဲ့သူတွေအတွက်ကသူ့အတွက်အားသာချက်လို့ကျွန်တော်တို့ထင်တယ်ဒီပွဲမှာတေချာတော့ချားစုတွေပြီးတော့ second round လောက်မှာနေကွဲသွားတယ် first round မှာတော့ကွဲရင်ကွဲသွားလောက်တယ်သူမတ်ဆိုလိုဝေးလက်သေးနေပေါ့နော်ဆိုတော့စီကွဲသွားနိုင်တယ်ဒါပေမဲ့ချားဆိုလိုပြီးတော့ဒီအသေးကောင်းတဲ့ fighter သူဘလိုပဲကွဲပဲသူစတိုက်ကိုသူ pressure လိုက်ပေးနေအောင်ပါမယ်သူအဲ့ဒါယူဖွင့်ပြီးဗီဒီယိုဆိုင်မဲ့ပုံလည်းမဟုတ်ဘူးအဲ့တော့ကြောင့်အားလုံးကတော့ဒီပွဲမှာ mask ကတာရလို့ပဲထင်ကြရပါတော့ဟို charge နိုင်မယ်လို့ထင်တဲ့သူကတော်တော်ရှားပါတယ်အားလုံးကဒီပွဲကဟို mask ကကြောက်ပြန်ပြီးတော့တက်လာချားစားကြတော့နောက်ပိုင်းပွဲတွေမှာ performance တွေအောင်ကျလာတဲ့သဘောမှရှိရောဗျာအဲ့တော့ကြောင့်အားလုံးကတော့ mask နိုင်မယ်လို့ပဲထင်ကြရတယ်ကျွန်တော်ကတော့ဒီပွဲကိုချားဆိုလီဗီရာကဒီတတိယအချီလောက်မှာဖြစ်သူ submission နဲ့နိုင်သွားမယ်လို့ထင်တယ်။ तू နှိမ့်နေရင်တန်လန်နဲ့ submission နဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်။နှိမ့်တာတော့ तू နှိမ့်နေမယ်။မတ်ဆိုလိုဝေးရပဲအစီးနဲ့ပဲထိုးနေလိမ့်မယ်။အဲ့ဒီအချိန်မှာမထင်မှပဲ तू submission နဲ့နိုင်သွားမယ်လို့ကျွန်တော်ကတော့ဒီပွဲကိုကျွန်တော်သုံးသပ်တယ်ခင်ဗျ။ဒီပြီးတော့ဒီနှစ်ပွဲပြင်တတိယပွဲ form နဲ့ဒီဟိုဟာလေးချီဝီဝီဆိုရဲဟိုကောင်လေးနဲ့အဲ့ပွဲတဲ့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဗျာ။အဲ့ပွဲကတော့ကျွန်တော်သုံးသက်ချက်တွေပါရင်မလုပ်တော့ဘူး။အော်ချီဝီဝီရပဲ station နဲ့နိုင်သွားလိမ့်မယ်ကျွန်တော်ရဲ့ဟိုအထင်မြင်ချက်ကတော့အကယ်လို့မောင်းနေပါတွဲဆော့ရင်ချီဝီဝီရဲ့ဒီခိုင်ဘရိုလာရဲ့ချားဆိုလီဗီရာရဲ့ကျွန်တော်ကတွဲစီခြင်းတယ်ကျွန်တော်အကြံပြုတာပါဗျာဒါပေမဲ့အားလုံးကတော့ match နိုင်မယ်လို့ပဲထင်ကြပါတယ်ဒါကျွန်တော်ရဲ့ကိုယ်ပိုင်သုံးသက်ချက်လေးပဲဖြစ်ပါတယ်လို့ပြောကြရင်းနဲ့အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ